ပြားတွေလည်းရေးရအောင်ပဲနှလုံးသားကိုလည်းမေးရအောင်ပဲစိတ်ထင်တိုင်းကီးဘုတ်ပေါ်တက်တက်ပြေးတဲ့လွမ်းနာတွေဘသူဖက်နှက်ဆုပ်ပေးထားတာလဲလို့မရှောင်ရဲဘူးပုံးခဲ့တာမင်းကိုတွေ့လို့တွေ့ညာပေါ့တခါတလေဒီစိတ်နဲ့ကိုကမိုက်တွင်းနေတဲ့ကောင်အလံကိုမြင့်မြင့်တူဒူးကိုတစ်ဖက်ထောက်ကိုလက်မမြောက်ခဲ့ရတဲ့စစ်ပွဲတို့အကြောင်းမင်းကိုပြောပြချင်လိုက်တာဟူးအရှိုက်ကိုဝင်လာတဲ့မြချက်တွေကိုမရှောင်နိုင်တော့ကိုတကယ်ကိုမရှောင်ကျင်ခဲ့တာကိုမင်းလည်းသိဖို့ကောင်းပါလေမျက်စောင်းနဲ့ပဲထိထိနှခမ်းနဲ့ပဲထိထိကိုဟာစွန့်ပစ်ခံထိတဲ့ကျဲမိန်လေးတစ်လုံးဖြစ်တယ်ဒါတော့ကိုရင်ဘတ်ကြံ့ကြံ့ပေါ့မင်းနှင်းပြစ်မှာစိမ့်ဆူလှပချင်ခဲ့တာမြင်သာပါရဲ့လားကွယ်နှတော်မူတပုံဖြူ